ပတ်စံချစ်တယ်ဘာမှမရှိဘူးအမားတို့စီကနေရသွားတဲ့အချိတ်အဆက်တွေနော်တင်တန်းဆိုလို့ရှိရင်လည်းတင်တန်းအမားတို့စီကနေတင်တန်းတက်သွားလို့ရှိရင်လှုပ်ရှားသွားတဲ့အချိန်မှာကိုကလည်းလှုပ်တက်ကြိတ်တက်ရှိတယ်အမားတို့ပြောတဲ့ဟာကိုလည်းနားထောင်တယ် quality ကိုလည်းကောင်းအောင်လုပ်မယ်ကုန်ကျန်းတွေကိုလည်းကောင်းတာသုံးမယ်နာမည်တစ်ခုရသွားမယ်တားစင်မြေဆက်စားပါလေပတ်စံလေး9သိန်း10သိန်းနဲ့တားစင်မြေဆက်စားလို့ရတဲ့ပညာလေးနော်ပြီးလို့ရှိရင်ကုန်ကျန်းဝန်ဆောင်မှုဆိုလို့ရှိရင်လည်း10သိန်းလေးနဲ့အမစီကနေရသွားမယ်အချိတ်ဆက်တွေ10သိန်းလေးနဲ့ရသွားတဲ့အချိတ်အဆက်တွေကိုခဏထားခုခေတ်ကြီးမှာဘူးတွေတောင်မှ group တွေမှာအမတို့ကတွေးတယ်အမတို့အဲ့ group တွေထဲမှာတွေးတဲ့ဥစ္စာတွေအမတို့ဝေမညော်ဘူးကွာအမတို့သူများပြဿနာကိုပြဿနာမလုပ်ဘူးသူများပြဿနာကိုလည်းကိုပြဿနာမလုပ်ဘူးကိုပြဿနာကိုလည်းသူများအပူမပေးဘူးအမတို့လိမ်မမှာတက်ပြီးတော့မှမျက်ရည်လေးကြားပြတာမြင်ဘူးလားအမတို့ဒေါသတကြီးရန်တက်ဖြစ်တာမြင်ဘူးလားကိုရဲ့အပူကိုလည်းသူများကိုမပေးသလိုသူများအပူလည်းကိုမယူနိုင်ဘူးဟဲ့လိမ်မမှာဆိုလို့ရှင်ဘူး group တွေမှာတွေ့တယ် plastic လုပ်ငန်းရှင်များ Facebook ဖက်မှာဆိုလို့ရှိရင် plastic လုပ်ငန်းရှင်များ group တွေကိုတွက်ကြည့်အလိမ်ခံရတဲ့ချိန်လုံးကျွန်တော်ငွေလွှဲလိုက်ဒီမှာတဲ့လိမ်သွားလို့ရဘလော့သွားလို့အဲ့ဒါပြီးခဲ့တဲ့ခက်တွေမဟုတ်ဘူးဒီခက်မှာကိုလုပ်နေကြတာဒီခက်မှာကိုအလိမ်ခံရတဲ့ဆိုတဲ့သူတွေကအလိမ်ခံရတဲ့သူကအားလို့လိမ်တဲ့သူလဲလို့မဟုတ်ဘူးနော်အလိမ်ခံရတဲ့သူအားလို့လိမ်တဲ့သူလဲလို့မဟုတ်ဘူးအဲ့တော့ဘူးဖိုးလေးတော့မှ9000တသိန်း9သိန်းလောက်တောင်မှလိန်နေကြတဲ့ခေတ်ကြီးမှာအမတို့စက်ပြကုန်ချမ်းတစ်ခုရင်းမိလားဆိုလို့ရှိရင်တင်တန်းသားတွေကနေရင်းမိလားဆိုလို့ရှိရင်တိန်း100 150 200သူတို့ရင်းကြတယ်အဲ့ဒီပတ်စံကိုအမတို့ကဘယ်ကုန်တယ်မှာဝဲဘလို့ဝဲဒီလိုစရင်လုပ်ပေးလိုက်ဒါပထမဦးဆုံးအနေနဲ့ဘာတွေရောင်းချင်တာတော့ကောင်းချော်ရည်ရောရေချိုးစက်ပြရောဘာရောညာရောဆိုလို့ရှိရင်ဟုတ်ပြီဒါဆိုလို့ရှိရင်ရိုးရရပစ္စည်းတွေလည်းလိုလာပြီဒါဆိုဒီမှာဝဲဒါဆိုဒီမှာဝဲအကုန်လုံးလုပ်ပေးလိုက်တယ်အဲ့ဒီတွေကိုလှမ်းဝဲတဲ့အခါကြလို့ရှိရင်အမတို့ကဂျားတွေကနေငါးပြားတစ်ချက်မှမစားဘူးသူများပတ်စံအလကားရချင်တဲ့ထဲမှာအမမပါကုန်တယ်တွေကလည်းအမရဲ့ကျမတို့ကိုဆက်ပေးပါနော်အမတို့ကိုပေးပါမယ်လို့လည်းအမကိုမပြောထားသလိုအမကလည်းမပြောထားသလိုကိုယ်တင်တန်းသားတွေကိုလည်းကိုကမစားချင်လို့ကုန်ကြံဝင့်ဆောင်မှုပေးတာ